မြန်မာနိုင်ငံမှာ fashion နဲ့ပတ်သက်ပြီးလူတွေအထင်မှားနေတဲ့အချက်6ချက်ချုပ်တတ်တာက scale တစ်ခုပဲ fashion ဆိုတာက proportion silhouette color theory styling trend analysis အကုန်လုံးပေါင်းမှဖြစ်လာတာ fashion designer နဲ့ tailor ဆိုတာကမတူ illustration ဆိုတာက tools တစ်ခုပဲ fashion မှာ stylist buyer merchandiser fashion blogger တွေကပုံဆွဲစရာမလိုဘဲနဲ့ဒီ industry မှာအောင်မြင်နေကြတယ် fashion မှာက role တွေအများကြီးရှိတယ်ကျောင်းက foundation ပဲသင်ပေးလိုက်တာတကယ် designer ဖြစ်ဖို့ကလေ့ကျင့်မှုတွေ experience တွေ portfolio တွေနဲ့ client အနေနဲ့တကယ်ထိတွေ့ဆက်ဆံမှာဖြစ်လာတာ certification ရုံနဲ့မပြည့်စုံfashion ဆိုတာက brand မဟုတ်ဘဲနဲ့ styling နဲ့ identity ပဲဈေးသက်သာတဲ့ဝတ်စားတွေ quality ကောင်းတဲ့ဝတ်စားတွေကိုဘယ်လို combine လုပ်လဲဘယ်လိုဝတ်လဲကပို့ပြီးတော့အရေးကြီးတယ် fashion ဆိုတာက body type တွေအကုန်လုံးအတွက်ပဲကိုယ့် body type ကိုနားလည်လို့ရှိရင်တင့်တော်တဲ့အဝတ်စားဒီဇိုင်းကိုရွေးချယ်ပြောဝတ်တတ်တာကပိန်နာထက်ကိုပို့ပြီးတော့အရေးကြီးတာtrend တွေကအမြဲတမ်းပြောင်းနေတာကိုယ်ပိုင် style တိဆောက်ထားတဲ့သူက trend နောက်လိုက်စရာမလိုဘဲနဲ့အမြဲတမ်း style ကျနေမှာအဲ့တော့ trend follower မဟုတ်ဘဲနဲ့ style owner ဖြစ်ဖို့ကပိုအရေးကြီးတယ်ဒီအချက်တွေထဲမှာခုကြည့်နေတဲ့သူတွေကဘယ်အချက်လေးတွေအထင်မှားခဲ့ကြလဲဆိုတာ comment မှာပြောပြသွားခဲ့ကြအောင်နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ